ဒီနေ့တော့တောင်ထိပ်ပေါ်မှာစိုက်ထားတဲ့လက်ဖက်ခြံတဲ့ကအာလူးပင်တွေကိုမြေသွားဖို့လို့အစောကြီးပြီးရင်တော့လက်ဖက်ပါတခါတည်းခူးဖို့ဆိုပြီးတော့စာလာအိတ်ပါတခါတည်းယူသွားလိုက်တယ်ဗျာဒီနေ့မိုးအုံတော့ရတီဥတုနည်းနည်းအေးတော့အနှွေးထဲလေးလိုရမယ်ရလေးဝတ်သွားလိုက်ပါတယ်ခြံရောက်လို့မိုးဒီတိုင်းဆက်အုံနေပြီးလေချမ်းပါတာရင်တော့အနှွေးထဲမပါရင်အလုံးလောက်ရတာအဆင်မပြေဘူးပေါ့ဗျာကျွန်တော်ခြေအိတ်ကတော့ဝတ်လို့မတော်တော့တဲ့ကျွန်တော်အင်ကြီးတွေကျွန်တော်ဘာလို့လောက်တယ်လဲဆိုရင်သူကခြေအိတ်လောက်ကြက်ကြက်တဲတဲလည်းမဖြစ်ဘူးဆိုတော့သွားလာရအဆင်ပြေတယ်ပေါ့ဗျာအလုံးလောက်တာအမြဲတမ်းတယောက်တည်းပဲတွေ့တယ်နော်တဲ့ကျွန်တော်ကတယောက်တည်းပဲရှိတာဗျကျွန်တော်ကအဖေနဲ့အမေပေါ့ဗျာအိမ်မှာကျွန်တော်ပြီးတော့ကျွန်တော်ရဲ့၃ယောက်ပဲပေါ့ဗျာတောင်တက်တောင်စင်းလောက်ရတာမပင်ပန်းဘူးလားဆိုတော့ကျွန်တော်တို့တော့ကျွန်တော်မပင်ပန်းတော့ဘူးဗျနေသားတက်စင်းစင်းလောက်ရတာဆိုတော့နေသားကြနေပြီလေဗျာဒါကတော့လက်ဖက်ခြံထဲရောက်ပြီပေါ့နော်ထင်တဲ့အတိုင်းပဲလေတွေသားတိုက်တယ်ဗျလေတိုက်လွန်းတော့တဲမှာစောက်ထားတဲ့ကာထားတဲ့သူ့ပြားတော့ကွာကြကုန်ပြီနော်တဲရောက်ရင်တော့ခဏနားပြီးတော့ပါလာတဲ့ပစ္စည်းလေးတွေထုတ်ထားလိုက်တယ်ပေါ့ဗျာမောပြေလေးရေပေါ့နော်ရေတော့အေးစိတ်နေရပဲဗျ10 မိနစ်လောက်နားပြီးတာနဲ့တနေ့တာအလုပ်လေးစတင်ကြတယ်ပေါ့ဗျာအာလူးမြေဖို့တဲ့ဗီဒီယိုကြတော့ကျွန်တော်နောက်တစ်ပုတ်မှတင်ပေးမယ်နော်ဗီဒီယိုလေးရှေ့သွားမှဆိုလို့ပါဗျ